partner live တဲ့ဝင်မဲ့ဘူးတွေအတွက်ဆိုရင်ကိုစီသူအနေနဲ့ message တစ်ခုပေါ့နော်ဘယ်လိုမျိုးပေးချင်လဲ ပထမဆုံးချက်တော့ကိုလုံးမဲ့အလုပ်ကိုသဘောကျရမယ်ကွာဟုတ်ပြီဘာဒနာဆိုတာလူတိုင်းသိတယ် late night ထိလောက်ရမယ်အိုက်တန်တွေခံနိုင်ရမယ်ပြီးလူမျိုးစုံနဲ့တွေ့ရမယ်အလုပ်စလုပ်တော့က coffee ဆိုင်မှာလုပ်တာပေါ့လေဒါကိုယ့်ရဲ့ area လေးရှိတယ်ကိုယ့်ရဲ့ area ထဲမှာလုပ်တဲ့အတွက်ဟိုကကျိုးတွေကပြောရပါမင်းချန်နေမှာမင်းအလုပ်လုပ်နေတာတဲ့အေးရဘာမှဖြစ်ဘူးငါချန်နေမှာငါအလုပ်လုပ်တာငါရဲ့ဟိုကငါရဲ့ skill နဲ့ငါလုပ်တာပေါ့လေ coffee နဲ့စလုပ်တယ်အဲ့လိုဧည့်သည်နဲ့ထိတွေ့စကားပြောတယ်အဲ့နေပြီးတော့ကိုကနောက်တစ်ဆင့်ဘလို့ထပ်ပြီးတော့တက်မလဲလို့စဉ်းစားတဲ့အချိန်မှာ coffee ထက်လည်း upgrade မြင့်သွားတာအရက်နဲ့ပတ်သက်ပြီးတော့လောက်ရတဲ့အရာတွေပေါ့လေဆိုတော့အဲ့ဒါကိုဟိုလေးလာကြည့်တယ်လေးလာကြည့်ပြီးတော့ cross training လုပ်တဲ့ညမှာ cross training လုပ်တယ်အချိန်ပေးဆက်ရတာပေါ့လေအဲ့နေပြီးတော့ floor မှာလုပ်တာနဲ့ဘားထဲမှာလုပ်တာနဲ့အများကြီးကွာခြားပါလားဟုတ်တယ်မလား floor မှာလုပ်တာကြတော့တိကနေ ကိုစီမင်္ဂလာပါ မင်္ဂလာပါ ဟုတ်ဘောဒီနေ့ podcast မှာတော့ဗောနော်ကိုစီလက်ရှိဒီဒူဘိုင်းကိုဗောနော်ဘယ်လိုပါဒနာတယောက်အနေနဲ့ဘယ်လိုစတင်ရောက်လာခဲ့တယ်လဲဆိုတော့တစ်ချက်လောက်ပြောပြပေးပါလားဟုတ်အမှန်တိုင်းပြောရရင်တော့စရောက်လာကြတဲ့ကဘာဒနာဆိုပြီးတော့ဟိုဒီလိုကြီးဟိုဗာလဲ position တစ်ခုနဲ့ရောက်လာတော့ဟိုပေါ့ဒီ live ဒီတိုင်းပဲဒီ live ကိုစပြီးတော့ဝင်မယ်ဆိုတော့ကိုယ့်ရဲ့ဟိုဆုံးလို့ရမယ့်အရာတွေရှိမယ်ကိုဘာတွေလမ်းနဲ့လောက်ရမယ့်အရာတွေရှိနေတယ်ဆိုတာကိုစိတ်ပိုင်းဖြတ်ပြီးတော့ရောက်လာခဲ့တဲ့အတိုင်းပဲကျွန်တော်စလောက်တော့ဘာဒနာမဟုတ်ဘူးကျွန်တော် junior ကနေစလောက်တာအဲ့နေစပြီးတော့ဟုတ်ပြီဘာဒနာတယောက်ရဲ့ basic ကဘာတွေဖြစ်မလဲဘာတွေသိဖို့လိုမလဲဘာဒနာတယောက်ရဲ့ basic လို့ပြောလိုက်တာနဲ့အရက်တွေကောက်တဲတွေကိုစပြီးသိဖို့မလိုဘူးသူနဲ့ပတ်သက်တဲ့ဟိုပါပေါ့ ingredient တွေသိဖို့လိုတယ်သူနဲ့ပတ်သက်တဲ့ garnish ကအစဘယ်လိုလှည့်ရမလဲဘာတွေလိုလဲအဓိက basic ကစတာအကောင်းဆုံးသိရမှာအဲ့ကနေစပြီး10လလောက်ထိရတော့ဒီချာစိတ်နှစ်ပြီးတော့လေ့လာရတာပေါ့အဲ့ဒါနေကို inspire ယူတဲ့လူတွေရှာ inspire ယူတယ်ယူပြီးတော့မှကိုယ့်အတွက် grow ဖြစ်မဲ့နေရာတွေပြောင်းရတာပေါ့ဒီမှာတနေရာထဲမှာရက်နေလို့ဘယ်လိုမှမဖြစ်နိုင်ဟုတ်ပဲဟုတ်ပြီပေါ့နော်အဲ့ဆိုရင်ပေါ့နော်နောက်တစ်ချက်ကျွန်တော်မေးချင်တာပေါ့နော်ကိုစီကိုဘယ်လိုအရာမျိုးကပေါ့နော်ဒီ partner live ကိုဆွဲဆောင်စေခဲ့တာလေပေါ့နော်အဲ့ဒီဟာလေးတစ်ချက်လောက်ကျွန်တော်ပြောပြပေးလို့ရပါလားအလုပ်စလုပ်တော့က coffee ဆိုင်မှာလုပ်တာပေါ့လေ coffee ဆိုင်မှာလုပ်တော့ coffee ရလဲပြောရရင်ကျွန်တော်စနှပ်ပြီးပြောသလိုဗျာကိုယ့်ရဲ့ area လေးရှိတယ်ကိုယ့်ရဲ့ area ထဲမှာအလုပ်တဲ့အတွက်ဟိုကျိုးတွေကပြောရပါမင်းချန်နေတယ်မှာမင်းအလုပ်လုပ်နေတာတဲ့အေးရဘာမှဖြစ်ဘူးငါချန်နေမှာငါအလုပ်လုပ်တာငါရဲ့ဟိုငါရဲ့ skill နဲ့ငါလုပ်တာပေါ့လေ coffee နဲ့စလုပ်တယ်အဲ့လိုဧည့်သည်နဲ့ထိတွေ့စကားပြောတယ်အဲ့နေပြီးတော့ကိုကနောက်တစ်ဆင့်ဘလို့ထပ်ပြီးတော့တက်မလဲလို့စဉ်းစားတဲ့အချိန်မှာ coffee ထက်လည်း upgrade မြင့်သွားတာအရက်နဲ့ပတ်သက်ပြီးတော့လောက်ရတဲ့အရာတွေပေါ့လေဆိုတော့အဲ့ဒါကိုဟိုလေးလာကြည့်တယ်လေးလာကြည့်ပြီးတော့cross training လုပ်တဲ့ညမှာ cross training လုပ်တယ်အချိန်ပေးဆက်ရတာပေါ့လေအဲ့နေပြီးတော့ငါကြည့်တာပေါ့floor မှာလုပ်တာနဲ့ဘားထဲမှာလုပ်တာနဲ့အများကြီးကွာခြားပါလားဟုတ်တယ်မလား floor မှာလုပ်တာကြတော့တစ်ကနေ30ဒါအောင်မှနည်းနည်းလေးကိုက upgrade လုပ်ပြီးတော့ဧည့်သည်နဲ့ထိတွေ့ဆက်ဆံရတဲ့ကိစ္စမျိုးတွေဖြစ်နေတယ်ဘားထဲမှာ behind the bar ကြတော့ဟုတ်ပြီဧည့်သည်လာလိုက်တာနဲ့သူတို့မှဘာမှမသိဘူးဒီရောက်လာပြီဆိုတော့သူတို့ဘာလိုချင်မှမသိဘူးတောက်ချင်တာလားစားချင်တာလားဘာမှမသိရဲ့ဟာကိုကိုရီးယား guide လုပ်ပေးရတာဟုတ်ပြီဥပမာစားတောက်ဆန်အောင်လာတဲ့ဧည့်သည်ကြတော့ menu ထဲမှာဒါတွေရှိရဆိုတော့သူတို့ကသိပြီးသားဒါအောင်မှသူတို့က question ပြန်ထုတ်တာဟုတ်ပြီဘာလို့လာတဲ့ဧည့်သည်ကြတော့သူတို့က blind test သူတို့ဘာမှမသိဘူးသူတို့သိတဲ့အရာနည်းနည်းလေးရှိမယ်အဲ့ဒါမှကိုရီးယားသူတို့ရဲ့စိတ်နဲ့ခံမှန်းပြီးတော့လုပ်ပေးရတဲ့အရာတွေအဲ့လိုမျိုးကိုကပို့ပြီးတော့သဘောကျတာပေါ့လေအဲ့ဒါမျိုးအဲ့ကြောင့်မလို့လေရွေးပြစ်သွားတာဟုတ်ကဲ့ပါအဓိကဆရာကြီးလုပ်ချင်တာပါတဲ့အဲ့တော့မှန်ပါအဓိကဒီ partner live တင်မှာတော့သိတဲ့အတိုင်းပဲလေ customer တွေရဲ့လိုအပ်ချက်တွေဒီ satisfying ဖြစ်တဲ့အရာတွေပေါ့နော်ခုနကိုစီပြပြခဲ့တယ်လို့ပဲပေါ့နော်ဒီလိုအရာမျိုးတွေကပဲကိုဒီ partner live တွေကိုဆွဲဆောင်ပေးသွားတယ်ဆိုတာပါပဲပေါ့နော်အဲ့လိုမျိုးပါပဲအဓိကကိုဟောပေါ့guide လုပ်တဲ့ပုံမှာသွားစေချင်တဲ့သဘောပဲဒီလိုပဲပေါ့ဒါပေမဲ့သူတို့လည်းစိတ်ပျော်မယ်ကိုလည်းကို create လုပ်ရတဲ့အရာတခုသူတို့စိတ်ကျင်တဲ့ဆိုလို့ရှိရင်အနည်းဆုံးတော့ပျော်ရတာပဲလေအဲ့လိုပါပဲဟုတ်ကဲ့ပါကိုစီအဲ့ပေါ့နောက်တစ်ခုပေါ့နော်ဟောဒီတစ်ခုကကြတော့ကိုစီပေါ့နော်ဒူဘိုင်းကိုပေါ့နော်ဘယ်လိုမျိုးစပြီးတော့ဟိုရောက်ခဲ့တယ်လဲပေါ့နော်ဟိုဒူဘိုင်းကိုစရောက်တဲ့အချိန်မှာလဲဒူဘိုင်းရဲ့ဒီပြောမဆိုပြ hospitality industry ပေါ့နော်ဒါပဲဒီကျွန်တော်ဆိုလဲ hospitality industry မှာလုပ်နေတာနေပဲကျဲတယ်ပေါ့နော်ဟို bartender sommelier floor မှာ waiter ပေါ့နော်ဒီ captain supervisor management level ဒီအများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးဒီလိုမျိုးဒီပြောမဆိုပြ hotel industry ထဲမှာပေါ့နော်အရန်ကိုမှ competitor ဖြစ်တယ်ပေါ့နော်ကျွန်တော်ဒူဘိုင်းလိုနေရာမျိုးမှာဆိုတော့အဲ့လိုမျိုးဆိုတော့ကိုစီအနေနဲ့ bartender တယောက်အနေနဲ့ဒီလို level ထဲမှာရက်တီရတာလဲဘယ်လိုမျိုးရင်ဆိုင်ဖြည့်ရှင်းရလဲအခက်အခဲတွေရှိလဲဆိုတာလေးတစ်ချက်လောက်ပြောပြပေးလို့ရမလားဗျဒူဘိုင်းကိုစလာပြစ်တဲ့အကြောင်းရင်းကတော့ကောင်မလေးနဲ့ရန်ဖြစ်တယ်ပေါ့နော်ဒါတော့ personality ဖြစ်ထိုက်တာကိုရန်ဖြစ်ပြီးတော့ဟုတ်ပြီတူမရှိကျင်တော့တဲ့အချိန်နေမှာ
ဝယ်တပြသွားမယ်ဆိုပြီးတော့ထွက်လာပြကြတာပဲဒီတိုင်းပဲလေအဲ့လိုမျိုးနဲ့ဒီပိုင်းစားရောက်လာတယ်လှုပ်တယ်ဒီလမ်းကြောင်းပေါ်ကိုရောက်လာတဲ့အခါတော့အခက်အခဲတော့အများကြီးရှိတာပေါ့ပထမချက်တော့ရှားနိုင်ငံရောက်လာတယ်ကိုမသိတဲ့အရာတွေအများကြီးရှိတယ်အထူးသဖြင့်ဘာသာစကားကလည်းတချို့ alcohol နာမည်အခေါ်အဝေါ်တွေရှိမယ် cocktail အခေါ်အဝေါ်တွေရှိမယ်အဲ့ဒါတွေကစပြီးတော့ဟောပေါ့အခက်အခဲတော့အများကြီးရှိတာပေါ့အဲ့ဒါကို pronounce တေချာလောက်ကြတဲ့အပိုင်းတွေရှိတယ်အဲ့အတွက်နဲ့လည်းစိတ်တက်တော့ကြလို့မရဘူးတရားတသေးလေးပဲရှိတယ်ကိုမှမှတ်ရမယ့်အရာတွေအများကြီးရှိတယ်လိုရမယ့်အရာတွေအများကြီးရှိတယ်အဲ့လိုမျိုးနဲ့ပဲသွားလာတာအခုဆိုရင်၄နှစ်ဝန်းကျင်အထိရောက်လာပြီလေစိတ်ကျဉ်နှံ့မှုရှိလားဆိုရင်တော့အဲ့လောက်ထိအများကြီးတော့မဟုတ်သေးဘူးလိုရမှာတွေအများကြီးရှိသေးတယ်တဲ့မှာနောက်တစ်ခုอ่ะပေါ့နော်ကိုစီအတွက်ပေါ့နော်ဒီ partner line မှာဟိုပေါ့နော် challenging ဖြစ်တဲ့အရာပေါ့နော်အခက်အခဲဆုံးဘယ်အရာတွေကဖြစ်နိုင်မလဲပေါ့အခက်အခဲဆုံးဆိုတဲ့အရာမျိုးတွေတော့မရှိဘူးပေါ့နော်ဘာလဲဆိုတော့ဒီအလုပ်ကိုကလည်းစိတ်ဝင်စားတယ်ကိုယ့်ရဲ့ဝါသနာနဲ့လည်းတစ်ထက်တည်းကြတော့တချို့တတိမမွားလေးကြတော့ခက်ခဲလို့မမြင်ဘူးဒါပေမဲ့တချို့ကိစ္စရကြတော့ဟုတ်ပြီကိုကတခြားနိုင်ငံကိုရောက်နေတဲ့အတွက်မတူတဲ့လူမျိုးတွေရှိမယ်မတူတဲ့ကာချာတွေရှိမယ်ဆိုရင်သူတို့ guideline ပေးတဲ့အခါမှာအရန်ခက်ခဲတော့မဟုတ်အရန်သူတို့ကိုနားလဲအောင်ပြောပြရတာအရန်ခက်တယ်ဟုတ်ပြီတခါတလေကျရင်သူတို့ကတခြားတနေရာကိုရောက်ပြီးတော့ဟို drink အမျိုးအစားတွေသူတို့မှာတောက်တယ်ပေါ့နော်ပြီးရင်အဲ့ဒါဓာတ်ပုံရိုက်လာတယ်ပြီးရင်ကိုတွေကိုလာပြတယ်ဒါမျိုးလေးလုပ်ပြီးဒါပေမဲ့ကိုတွေကမြင်တဲ့အခါမှာသိရဆိုပေမဲ့တချို့ဆိုင်တွေက signature ဖြစ်မယ်ကိုတွေကလိုက်လုပ်လို့မရဘူးအဲ့လိုမျိုးခါမျိုးကျရင်ဟုတ်ပြီမတူတဲ့လူနှစ်မျိုးကို guideline ပေးရတဲ့အခါကျရင်အရန်ခက်ခဲတယ်ကျရင်တခုမကြိုက်တာတော့မဟုတ်ဘူးပေါ့တခုပေါ့ခေါင်းထဲမှာစဉ်းစားမိတာငါကသူတို့မေးတဲ့ဟာ refuse လုပ်လိုက်လို့အခါကြလို့ရှိရင်သူတို့ကဘယ်လိုထင်မလဲဟာ skill မရှိဘူးဘာဘူးအဲ့လိုမျိုး impression down တဲ့ကိစ္စမျိုးတွေတော့မကြိုက်ဘူးပေါ့တဲ့အဲ့မျိုးတွေ handle လုပ်ရတဲ့အခါမှာတော့နည်းနည်းတော့အခက်အခဲရှိတာပေါ့နော်ဟုတ်ပြီဗျနောက်တစ်ခုကကျွန်တော်မေးချင်တာပေါ့နော်ဥပမာဘယ်လိုအရာမျိုးလဲဆိုရင်ပေါ့နော်ကိုစီအတွက်ကိုစီကိုယ်တိုင်ပေါ့နော် flow ပေါ့နော်ဒီ bartending philosophy တခုလို့ပြောမယ်ဆိုရင်ဘယ်အရာမျိုးကိုဖော်ပြခြင်းလဲပေါ့အဲ့ဒါတော့ကို့မှာအကယ်၍ဧည့်သည်ရောက်လာပြီဆိုလို့ရှိရင်ယောက်ျားလေးနဲ့ main ကလေးနှစ်မျိုးတဲ့တစ်မျိုးပေါ့main ကလေးဆိုလို့ရှိရင်လည်းအ ਨੇ ဆုံးတော့သူတို့ရဲ့ mindset ကိုက read လုပ်နိုင်ရမယ်သူနဲ့အရင်စကားပြောကြည့်ရမယ်သူဘလို့အရာမျိုးကြိုက်တဲ့ပုံစံဖြစ်နေရလဲဆိုတော့အဲစကားပြောကြည့်တဲ့အခါမျိုးကျရင်ဒါသိတယ်ကိုယ့်ရဲ့ experience အရာရောသူကိုကျင်လည်နေတဲ့ဒီ behind the bar ရဲ့ပတ်ဝန်းကျင်အရာရောသိတယ်သူကဘလို့အရာမျိုးအတွက်လာလဲဆိုတော့သိတဲ့အခါမျိုးကျရင်ဟုတ်ပြီအများဆုံးတော့ဘာတနာတိုင်းကတော့ own creation တဲ့ကိုယ်ဆိုင်မှာရှိတဲ့ signature ကို push လုပ်ကြတာများတယ်ဆိုတဲ့အဲ့ထက်ကကိုကတခု pick လုပ်ကြတာပေါ့လေအဲ့တခုကိုပေးလိုက်ပြီးတော့ဒီခါကျရင် challenge ခေါ်တာဟုတ်ပြီမင်းငါဖြော်ပေးတာကိုတောက်ကြည့်မကြိုက်ရင်ပတ်စံမပေးနဲ့ရတယ်အဲ့လောက်ထိ challenge ခေါ်ပြီးတော့ကို confident အပြည့်နဲ့ဟုတ်တယ်ဟုတ်ပြီ drink တစ်ခုလောက်ကဟို complimentary ပေးလိုက်ရတယ်ဘာမှမဖြစ်ဘူးအဓိကကိုရီအပေါ်သူတို့ကယုံကြည်မှုရှိပြီးတော့နောက်တစ်ခေါက်ပြန်လာရမယ်ခွာပေါ့ပုံစံမျိုးသဘောကျတာပေါ့လေဟုတ်ကဲ့ပါအနည်းဆုံးတော့သူတို့မှတ်မိနေအောင်မယ်ငါဒီမှာဒီလိုမျိုး challenge ခေါ်ပြီးတော့ဒီလိုတောက်ခဲ့ဆိုတဲ့ဟာမျိုးအသိရပေါ့နော်အမတ်တရားတစ်ခုအနေနဲ့ဖန်တီးပေးတာပေါ့ဒီ guest တွေပေါ့နော်ဟုတ်ပြီဗျနောက်တစ်ခုကျွန်တော်မေးချင်တာပေါ့နော်မှာ classic cocktail တွေထဲอ่ะပေါ့နော်ကိုစီအတွက်ဘယ် classic cocktail ကအကြိုက်ဆုံးဖြစ်မလဲပေါ့depend on the move ပေါ့နော် classic cocktail ကအများကြီးဟုတ်ပြီဟိုအေးလေးနဲ့အညစ်လေးသွားချင် Negroni ကတော့နံပါတ်1သွားမယ်ကျွန်တော် Negroni ကကျွန်တော်အကြိုက်ဆုံးတွေ့မယ်ဗျာဟုတ်ပြင်းတယ်လည်းမဟုတ်ဘူးမပြင်းဘူးလည်းမဟုတ်ဘူးတွန်းနေသူတတ်မှတ်လို့ရတဲ့ alcohol percentage ရှိတယ်ညင်ညင်လေးသွားတယ်အေးစစ်ဖြစ်ချင်တော့ Aperol Spritz ပေါ့တဲ့ကျွန်တော်ကအများသောအားဖြင့် Italian vibe တွေကိုသဘောကျတယ် Italian ဓာတ်ကိုသွားတဲ့ drink မျိုးဆိုလို့ရှိရင်နည်းနည်းချိုတာလည်းကြိုက်တယ်ပီတာဖြစ်တာလည်းကြိုက်တယ်ဆိုတဲ့အတွက်အဲ့နှစ်ခုကတော့တစ်ပြေးနေတယ်เนาะကျွန်တော်ဘယ်အချိန်မှာတောက်မလဲမေးလိုက်ရင်Aperol Spritz ကျတော့တည့်ရတိုင်းပဲsunset vibe နဲ့အရင်ဆင်ပြေ Negroni ကျတော့ကြိုက်တဲ့အချိန်တောက်လို့ရတယ်အဲ့လိုမျိုးရှိတယ်ဟုတ်ကိုစီအနေနဲ့ပေါ့နော်ဟိုဘလို့ကောက်တေးပုံစံမျိုးဖြောတာသဘောကျတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့တခြားတော့ပြပြပေးလို့ရမလားဗျအဲ့လိုမျိုးကျွန်တော်ကကောက်တေးမျိုးစားတွေပြောလိုက်တဲ့အခါမျိုးမှာဟိုပေါ့ modern way ကိုသွားတဲ့ဟာမျိုးတွေသဘောကျတယ်ပေါ့နော်အဲ့ထက်မှပြောရမယ်ဆိုရင် high boss style မျိုးကိုသဘောကျတယ်ဆိုတော့ very သူကအရန်ရိုးရှင်းတယ်ကိုယ်လည်းတိတ်ရှိုးချက်တွေတိတ်မကြိုက်ဘူးပြီးတော့ဖြော်ရတဲ့အခါမှာလည်းအရန်မြန်ဆန်တယ်ပြီးရင် pre-batch လုပ်ထားလို့လည်းရတယ်အဲ့ဒါမှာတဲ့အခါမှာပဲဟုတ်ပြီဒါကို 100ml ထည့်မလားအဲ့ဒါနဲ့ရေခဲနဲ့ serve လုပ်လိုက် carbonate လုပ်ရမယ့်အရာကို carbonation လုပ်လိုက်များသောအားဖြင့် high boss တော့ carbonate လုပ်ပြီးတော့ serve လုပ်ရများတယ်သူ့မှာဆိုbase spirit ရှိမယ်ကိုကြိုက်တဲ့ any kind of spirit ကိုရွေးလို့ရမယ်ပြီးကော်ရီးယားတခုကို homemade တော့မဟုတ်ကိုဘယ်လိုပုံစံမျိုး create လုပ်ချင်တယ် syrup လားပါလားဒါပေမဲ့အရင်ရိုးရှင်းလို့မရဘူးအဲထဲမှာက ingredient
ပေါင်းဆက်ဖို့လိုတာပေါ့နော်ကိုကအခုဂျင်ကိုသုံးမယ်ဆိုလို့ရှိရင်ဂျင်နဲ့ light ဖက်မဲ့အရာမျိုးပေါ့ဘလို့အရာကိုသွားခြင်းလဲ floral ဘက်ကိုသွားခြင်းလား spice ဖြစ်တဲ့ဘက်ကိုသွားခြင်းလား citrus ဖြစ်တဲ့ဘက်ကိုသွားခြင်းလားအဲ့ဒီမှာသူ့ကို component လုပ်မဲ့ soda လိုတယ် soda ကကျတော့ကျွန်တော်ပြောရင် carbonation လုပ်တဲ့ဟာမျိုးပေါ့အဲ့ဒီအပေါ်မှာ soda သုံးခြင်းလား tonic သုံးခြင်းလားဒါမှမဟုတ်ကိုသဘောကျတဲ့ floral note ဖြစ်တဲ့ဘာပေါ့ carbonate တစ်ခုခု homemade လုပ်ခြင်းလားအဲ့လိုမျိုးနဲ့ဘယ် high ball တစ်ခုကိုဖန်တီးရတာပေါ့လေအဲ့လိုမျိုးလောက်ကလည်းသဘောကျတယ်ကျွန်တော်ဖြတ်တန်းလာတဲ့ competition တိုင်းအောင်လည်းအဲ့လိုပုံစံမျိုးနဲ့ပဲဟောပေါ့ပြိုင်ပွဲဝင်လာခဲ့တာပေါ့အဲ့လိုမျိုးဟုတ်ကဲ့ပါများသောအားဖြင့် high ball တိုင်းကအမြင့်ဆန်းတယ်သူက long drink ဖြစ်တယ် freezy ဖြစ်တယ်ပြီးတော့ပုံစံလေးကရိုးရှင်းပြီးတော့နည်းနည်း attraction ဖြစ်တဲ့သဘောမှာရှိတယ်ပေါ့နော်ကို bait လောက်တဲ့ပုံမှာမူတည်ပြီးတော့ခါတည်းကျရင် color လည်း2မျိုးဖြစ်ခြင်းဖြစ်မယ်3မျိုးဖြစ်ခြင်းဖြစ်မယ်တခြားဟို sour style တို့ shaking cocktail တွေကြတော့ဘာဖြစ်လဲဆိုတော့သူက ingredient အကုန်လုံးကို shake လုပ်လိုက်တဲ့အတွက် all combine ဖြစ်သွားတဲ့အခါမှာ color တစ်ခုတည်းထွက်လာခြင်းနဲ့ထွက်လာမယ်ဟိုမတူဘူးပေါ့လေအမြင်ချင်းကွာအမြင်လေးနည်းနည်းဆန်းနေရတယ်သဘောကျတယ်ပုံစံလေး attraction ဖြစ်နေတယ်သဘောကျတယ်ပြီးတော့ high ball လုပ်လိုက်တဲ့အခါမှာအများကြီးဟောပေါ့ garnish တွေးနေတာမလို့ဟုတ်ဆို high ball ဆိုတဲ့အတွက်ကိုက high ball ခွက်ပဲသုံးရမယ်ဟိုတခြားကောက်တေးကိုရွေးလိုက်တဲ့အခါမှာသူက garnish ကိုနည်းနည်းအသားပေးတယ်ပြီးသူ့ရဲ့ main ingredient အကုန်လုံးကခွက်ထဲမှာရောက်နေတဲ့အတွက်မမြင်ရဘူးဆိုတော့ဒီခါလေးကျရင် garnish နဲ့ promote လုပ်တဲ့ပုံစံမျိုးလေးရှိတယ် high ball ကျတော့အရင်ရိုးရှင်းတယ်အများလူပိန်းတယ်လို့မဟုတ်ဒါပေမဲ့ကို high ball ကိုတိတိကျကျကိုကယုံကြည်မှုရှိရှိနဲ့ရှင်းပြပါဆိုလို့ရှိရင်သူ့မှာရှင်းပြတာအများကြီးရှိတယ်ဘာဝင် inspire လုပ်တယ်ဘာ ingredient သုံးတယ်ဘာနဲ့ဘာဘယ်လိုသုံးလဲဆိုတဲ့အချက်တွေအများကြီးရှိတယ်ပေါ့လေတခြား sour style cocktail ဆိုလို့ရှိရင်လည်း shake ရတယ် energy နည်းနည်းပေးရတာပေါ့လေဒါပေမဲ့အရသာမကောင်းလားဆိုတော့မကောင်းတာဒါပေမဲ့လူတိုင်းကတယောက်နဲ့တယောက်ကဟိုပါပေါ့အကြိုက်ချင်းမတူ high ball ကျတော့ easy going ဖြစ်တယ်လူတိုင်းဟိုမှာဟိုတခုခုအစားအသောက်မစားခင်လူတယောက်ကရေတောက်တဲ့ပုံစံလိုမျိုးပဲလုံးဝ easy going ဖြစ်တယ် heavy ယူမသွားခြင်းတဲ့အတွက်ဒီကောင်ကအစအနေနဲ့လည်းဘယ်လိုဖြစ်တောက်လို့ရတယ်ဆိုတဲ့အတွက်များသောအားဖြင့် high ball style ကိုရွေးချယ်ဖြစ်တယ်လောက်ရလည်းသဘောကျတယ်ဟုတ်ကဲ့ပါကိုစီနောက်တစ်ခုကကြတော့ဗောနော်ကိုစီဘာဒနာတယောက်အနေနဲ့ဗောနော်ကျွန်တော်တို့လိုအပ်တဲ့ scale ရယ် tools ရယ်ဗောနော်အဲ့ဒီအရာတွေကဘယ်အရာတွေဖြစ်မလဲဆိုတာလေးတစ်ချက်လောက်အဲ့ဒါကတော့ဟိုဘာဒနာမှမဟုတ်ပေါ့လေဒါကဟုတ်ပြီဒီအကြောင်းကိုစိတ်ဝင်စားတဲ့လူတိုင်းဘယ်သူမဆိုစာအုပ်ဖတ်ချင်းဖြစ်အနည်းဆုံး Google မှာရိုက်ရှာလိုက်ဟိုဘာဒနာနဲ့ပတ်သက်တဲ့ tool တွေဆိုလို့ရှိရင် तू ကြလာလိမ့်မယ်လုံးဝ basic ဖြစ်တဲ့ဟာတွေ shaker ရှိမယ် shaker မှအမျိုးအစားအများကြီးရှိတယ်နောက်ပိုင်းထွက်လာတာ bullet shaker တွေဆိုလည်းရှိတယ်ဒါပေမဲ့လက်ရှိတော့ဟိုဘားတွေမှာတော့သုံးတာတော့မတွေ့ဘူးပေါ့လေ तू က show ပြတဲ့နေရာမှာတော့ကောင်းတယ်နည်းနည်းခတ်တယ်လို့ထင်တယ် shaker နေမှာ तू က bullet ဆိုတဲ့အတိုင်းပဲချောချောမွမွဖြစ်နေတယ် तू ရဲ့ surface က shake တဲ့ခါကျရင်နည်းနည်းအခက်အခဲရှိတယ်လွတ်ထွက်သွားတယ်ပဲဖြစ်နေတယ် 3 piece shaker တွေရှိမယ်Boston shaker ရှိမယ်များသောအားဖြင့်သုံးတယ် Boston shaker တွေပဲသုံးတာများနော်strainer မှာဆိုလည်းအများကြီးပဲသူ့အမျိုးအစားနဲ့လိုက်ပြီး strainer 2မျိုး3မျိုးအဲ့လိုမျိုးခွဲလို့ရတယ်ပြီးရင်ဘာတူတည်မမွားလေးရှိမယ်ပိုတာအဲ့ဒါရတော့တိထားဖို့လိုတယ်ပြီး garnish down ice scoop ဘာညာအဲ့ရအများကြီးပဲ list ထုတ်လိုက်လို့ရှိရင်ထွက်လာတယ်ဟုတ်ကဲ့ဟောပေါ့တချို့ classic လုံးဝကြားတဲ့ဘာလဲကျတော့သူ့ရဲ့ဟောပေါ့ equipment နဲ့သူသုံးတာဆိုတနေနဲ့တနေရတူတယ်နာမည်မတူပုံစံမတူအဲ့လိုမျိုးတွေရှိတယ်ဟုတ်ကဲ့နောက်တစ်ခုอ่ะဗောနော်ကိုစီအနေနဲ့အခုလိုမျိုးဒီလိုမျိုး senior bartender ဖြစ်လာတဲ့အခါဗောနော်နောက်တက်လာမဲ့ဒီလို junior bartender တွေဗောနော်ဘယ်လို support တွေမျိုးပေးချင်တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဟိုပြောပြပေးချင်တာတွေများရှိမလားမသိဘူးsupport ပေးမဲ့အရာနဲ့ပတ်သက်ဟုတ်ပြီလူငယ်တွေဆိုတော့ရောက်လာတဲ့အခါမှာဖြစ်ချင်တာတွေအများများတယ်တချို့ကျတော့အဆင့်တွေကြော်ချင်ကြတယ်အဲ့လိုမျိုးဘာလို့ဆိုတော့ knowledge နဲ့ပတ်သက်ပြီးလောရတဲ့အခန်းကဏ္ဍမှာ skip လုပ်လို့မရဘူးချို့ရတယ်ဟုတ်ပြီဒီနေရာမှာအခုမှဝင်လို့ဟို senior ဖြစ်နေပြီဒါပေမဲ့ဟိုလောက်ရမယ့်အလုပ်တွေရှိရကွာဟိုတချို့ operation တွေမှာကြာရင်ကိုယ့်ရဲ့အောက်မှာကို junior ရှိရ junior အောက်မှာ barback ရှိတယ်အဲ့လိုနေရာမျိုးတွေမှာဆိုရှင်ကွာလူတိုင်းကိုဖိပြီးခိုင်းလို့လည်းမရဘူး तू ကသူ့ရဲ့ ability နဲ့ तू လုံနိုင်တဲ့အရာတွေရှိတဲ့အတွက်ဟုတ်ပြီကိုလုပ်လို့ရှိရင်ပထမတစ်ချက်ကိုလုပ်ရင်ကိုတက်မယ်ဒါပဲရှိရဟုတ်ပြီနဲတာများတာတော့နောက်မှကိုယ့်ရဲ့ဟိုပေါ့စိတ်ပိုင်းဆိုင်ရတယ်ပဲဆိုင်တာပေါ့ငါပဲအများကြီးလုပ်နေရလို့ဒါပေမဲ့ငါပဲအများကြီးလုပ်နေရတဲ့အခါမှာငါပူတက်တယ်ကွာသဘောတရားအဲ့လိုမျိုးဟုတ်ပြီလေးလာလို့ရတဲ့အခါတွေမှာတေးကြီးဟုတ်ပြီတချို့ဧည့်သည်တွေစီကလမ်းနေလုပ်လို့အရာတွေလည်းအများကြီးရှိတယ်တချို့ဧည့်သည်ကကောက်တေးအကောင်းစားတွေသူတို့တောက်နေတဲ့အခါမှာဘယ်ကောက်တေးကဘယ်လိုအရသာဘယ်လို taste ရှိရဆိုတာကိုယ့်ထက်ပိုပြီးသူတို့သိတယ်နေရာစုံတွေကိုသူတို့သွားပြီးတော့တောက်နေတဲ့အခါလမ်းနေလုပ်မှဆိုလို့ရှိရင်အများကြီးပဲအဲ့လိုလမ်းနေလုပ်လို့ရတယ်ဘာထဲမှာလဲလမ်းနဲ့လုံးမယ်ဆိုလို့ရှိရင်နည်းတာမဟုတ်ဘူးလောက်ရမယ့်အရာအများကြီးရှိအများကြီးဟုတ်ပြီကိုယ့်ရဲ့ consistent
consistency ကိုထိန်းထားမယ်ဆိုလို့ရှိရင်ဟုတ်ပြီကို garnish လေးတဲ့အခါကစပြီးတော့ဟုတ်ပြီကွာကိုဒီဟာတစ်ခုလီးမယ်ဆိုလို့ရှိရင်2 mm အထူနေ့တိုင်းအဲ့လိုပဲလီးလိုက်တာကိုယ့်ရဲ့ scale တစ်ခုရောက်လာမယ်ကွာပြီးရင်ဟုတ်ပြီကောက်တေးတစ်ခု dilution ဘလောက်အထိဖြော်မယ်ဟိုအလုပ်စာတစ်ခုမရှိဘူးဆိုတော့ဟုတ်ပြီရေခဲကိုပဲဟို missing glass တွေကိုထည့်ပြီးတော့ steering လုပ်နေလိုက်အဲ့မှာလည်းကိုယ် scale တစ်ခုတက်လာမှာကိုသိနေပြီကွာငါဘလောက်အချိန် steering လုပ်လိုက်လို့ရှိရင်ဘလောက် dilution ထွက်လာမယ်ဆိုတာကိုခေါင်းထဲမှာတွက်တက်နေပြီအဲ့ဒါလည်းနေရာပုံမူတည်သေးတယ်ကိုက outdoor မှာအကယ်၍အလုပ်လုပ်နေလို့ဆိုလို့ရှိရင်အဲ့ဒီရဲ့ method ကနည်းနည်းလေးပြောင်းသွားနိုင်မယ်ကွာအဲ့လိုအရာမျိုးတွေအသေးစိတ်ဟိုတိထားလို့ရှိရင်ကိုယ့်အတွက်လည်း improve ဖြစ်တယ်သူများကိုပြန်ပြီးတော့ပြောတဲ့အခါမှာဟုတ်ပြီအရက်အကောင်းစားတွေရဲ့ history အကြောင်းပြောနေမယ်ဆို basic ကနေပြီးတော့ဟုတ်ပြီကွာ lime နဲ့ lemon နှစ်ခုမှာ juice လုပ်တဲ့အခါကျရင်ဘယ် method နဲ့လုပ်တဲ့ဟာမျိုးကအရေးပိုရလဲဆိုတဲ့ဟာတွေအဲ့ရှိတယ်နော်ဟုတ်မှာအခု lime နဲ့ lemon fridge ထဲကနေထုတ်လာတယ်ကွာချက်ချင်းလှီးပြီးချက်ချင်း juice လုပ်တဲ့အခါမျိုးကျရင်ဘယ်တော့မှဟုတ်ပြီကွာပုံမှန်1လီတာရမယ့်နေရာမှာ1လီတာမရဘူး900 ml အဲ့လောက်ပဲရမှာကွာဆိုတဲ့အခါမှာအဲ့ဒါကိုရင်နွေးစိန်နာတို့ room temperature မှာ keep ထားတာတို့အခါမျိုးကျရင်သူ့ရဲ့ဟိုဟာ texture soft ဖြစ်ပြီးတော့အဲ့ကြောင့်မလို့အိမ်ဒီမှာမာသားကြီးတွေဖားသားကြီး juice လုပ်လို့ရှိရင်အရင်ဆုံးလှိမ့်နေပြီအဲ့ဒါလေအဲ့ဒီရဲ့ရွယ်ချက်ကြောင့်သူ့ရဲ့အထဲမှာသူ့ရဲ့ဘယ်လိုခေါ်မလဲသူ့ရဲ့ lime lemon မှာဟိုဟာလေးရှိရသူ့ရဲ့အဲ့ဒါလေးတွေကတစ်ခုနဲ့တစ်ခု separate ဖြစ်ပြီးတော့ကွာအရေထွက်တဲ့အခါမှာပို့ပြီးတော့တိတာတယ်အဲ့ဒါမယုံလို့ရှိရင် try ကြည့်လို့ရအဲ့ဒါ basic ပဲအဲ့လောက်ပဲပြောချင်တယ်အများကြီးတွေကြတော့တဲ့မလားဟုတ်ကဲ့ဗျာအဲ့လောက်ထိမသွားသေးဘူးနောက်ထပ်တစ်ခုအနေနဲ့ပေါ့နော်ဒီကိုစီအခုလက်ရှိလုပ်နေတဲ့ဒီပါဒနာအလုပ်ကပေါ့နော်အရင်နဲ့အခုလက်ရှိအခြေအနေကိုဘယ်လိုမျိုးပြောင်းလဲစေခဲ့တယ်လဲဆိုတာလေးပေါ့နော်တခြားပြောပြပါလားအရင်လုံးနဲ့အခုဒီဘာတနာရိုးနဲ့ကွာခြားသွားတယ်တော့အများကြီးရှိတာပေါ့ဒီဘာတနာရိုးမှာကျတော့ကို confident ပိုရှိလာရတယ်ပေါ့လေရှိဖို့လည်းလိုအပ်တယ်ဘာလို့လဲဆိုတော့ကိုကဘာထဲမှာအလုပ်လုပ်တယ်တချို့နေရာဆိုလို့ရှိရင်360ဟုတ်ဆိုတော့ကိုရှိမှာအနည်းဆုံးဧည့်သည်က9ယောက်နဲ့6ယောက်ကြားတဲ့အဲ့အနေထားလောက်မှာရှိတယ်ဆိုတော့ single ရှိမယ် couple ရှိမယ်သူတို့ကကိုယ့်ရဲ့ movement တိုင်းကို observe လုပ်နေတဲ့ထဲမှာပါတယ်ဆိုတော့အဲ့ရဲ့ pressure ဘယ်ဟာနဲ့မှလဲလို့မရဘူးအဲ့အခိုက်အတန့်ကိုပေါ့ကိုက manage ကောင်းကောင်းလုပ်နိုင်ရမယ်ဟုတ်ပြီ busy ရဲ့အခါကျရင်လည်းကိုကစိတ်ကအရင်ပြာများနေတဲ့အခါတွေဆိုလို့ရှိရင်လေဆိုတော့အဲ့အပိုင်းတွေကိုကြော်လမို့အတွက်ကိုလည်းဟောပေါ့ confidence ရှိဖို့လည်းလိုတယ်ပြီးရင်ဟောပေါ့အစီအစဉ်တကျထားတတ်ဖို့လည်းလိုတယ်ကိုအုံနောက်ထဲမှာပဲဖြစ်အပြင်မှာဖြစ်ဘယ်အရာမှဆိုစီစဉ်ကြထားတတ်မှကိုလည်းဟို control လုပ်နိုင်မယ်အဲ့တဲ့နဲ့လည်းအဆင်ပြေမယ်အရင်တော့ကကျတော့ဟိုပေါ့အရင်တော့ဖြစ်တည်နေတဲ့အခြေအနေနဲ့ကျတော့ဟုတ်ပြီကိုကသူများလောက်မှာအလုပ်လုပ်နေရတာဆိုတဲ့အတွက်ကိုရဲ့အထက်မှာတူတယောက်ဆိုတာရှိရဲဆိုတော့တခုဖြစ်ခဲ့သည်ရှိတော့ responsibility ကသူတို့စီကိုသွားတယ်ဟုတ်ပြီကိုသူတို့ရှင်းပြလိုက်ဒါ complaint တက်တယ်ဆိုတဲ့အခါမှာသူတို့ကအနည်းဆုံးတော့နည်းနည်းများတော့ control လုပ်ပေးရဲဆိုတဲ့အခါမှာကိုဒီဘာဒနာဖြစ်သွားတဲ့အခါမှာဆိုဧည့်သည်နဲ့ကိုနဲ့ပဲဟုတ်ပြီအနည်းဆုံးဧည့်သည်ဒါမကြိုက်ဘူးဆိုလို့ရှိရင် manager ကိုမေးတာနောက်မှာကိုကအရင်ဆုံးဖြေရှင်းရတာဒီဟာကိုဘယ်လိုကောင်းကောင်း handle လုပ်နိုင်မလဲကိုပြောလိုက်တဲ့ဟာကိုတာဝန်ယူပြီးတော့ဧည့်သည်ကိုဘယ်လိုပြန်ပြီးတော့ explain လုပ်မလဲဆိုတဲ့ဟာတွေအတွက်အဲ့ကြောင့်ဘာတက်နာလောက်ရတာလည်းနည်းနည်းပို့ပြီးတော့စိတ်သဘောကျရတယ်တဲ့မလားကိုဘာပြောချင်လဲကိုဘာဖြစ်ချင်လဲဆိုတော့ဧည့်သည်နဲ့တိုက်ရိုက်ပြောလို့ရတယ်ဆိုတော့အများကြီးတော့ motivate ဖြစ်တယ်ကို control လုပ်နိုင်တယ်လို့ထင်တယ်ပေါ့လေကောင်းတဲ့ဘက်ကပဲဖြစ်နည်းနည်းဆိုးတဲ့ဘက်ကပဲဖြစ်ပေါ့အဲ့လိုမျိုးတော့အများကြီးပြောင်းလဲလာတယ်ဟုတ်ပြီကိုစီသူရေကျွန်တော်တို့ဒါဒီ podcast ရပေါ့နော်ဒီနောက်ဆုံးမေကွန်းလေး3-4ခုပေါ့နော်3-4ခုကလည်းဒီ podcast နားထောင်တဲ့သူတွေအတွက်ပေါ့နော်အဓိကအပြင်ဒီလို hospitality industry မှာလက်ရှိလုပ်နေတဲ့သူတွေဒီ industry ကိုဝင်မဲ့သူတွေအတွက်ပေါ့နော်အဓိကအပြင်ဒီနေ့ topic ကတော့ the partner နဲ့ပတ်သက်တဲ့ဟာပေါ့နော်ကိုစီသူအနေနဲ့ပေါ့နော်ဒီ partner industry မှာပေါ့နော်ကိုစီသူရဲ့ goal ပေါ့နော်ပြီးရင်နောက်တစ်ခုက future မှာဘယ်လိုမျိုးဖြစ်ချင်လဲပေါ့နော်ဒီ industry ထဲမှာဘယ်လိုမျိုးခုနကဒီနောက်လာမဲ့လူတွေဘယ်လို support ပေးချင်လဲဒီ industry မှာဘယ်လိုမျိုးကောင်းအောင်လုပ်ချင်လဲပြီးရင်နောက်တက်ဒီဘာဒီ competition တွေရှိတယ်ဆိုရင်လည်းပေါ့နော်ဘယ်လိုမျိုးဝင်ပြိုင်ချင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုစီသူရဲ့အမြင်ပေါ့နော်အထင်မြင်လေးကိုနည်းနည်းလေးမျှဝေပေးပါဦးလက်တလော goal နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့လူတိုင်းကတော့ကိုယ်ပိုင်စီးပွားရေးလုပ်ချင်ကြတဲ့ဟုတ်ဗျာအနေထားပေါ့နော်အခုခကြီးကလည်းပြောင်းလာတဲ့အခါမှာဟုတ်ပြီအနည်းဆုံးကတော့ knowledge ရှိုံနဲ့လည်းမရဘူး skill ရှိုံနဲ့လည်းမရဘူး income လည်းရှိဖို့လိုတဲ့အတွက်အဲ့ဒီအပိုင်းကတော့ဒါ future plan ပေါ့နော်လက်တလောမှာဆိုရင်ဘယ်လိုဖြစ်ချင်လဲဆိုတော့နေရာတစ်ခုမှာဟို
အောင်မြင်တဲ့အဆင့်တော့မဟုတ်ဘူးပေါ့နော် ဟုတ် ပြောရလို့ရှိရင်တော့ဟောပေါ့ celebrity bartending လောက်ကတော့ကိုယ်သဘောကျတယ်ပေါ့ကိုလည်းဝါသနာပါတယ်သူများတွေကိုလည်း funny way ဖြစ်ဖြစ် serious way ဖြစ်ဖြစ် sharing လုပ်လို့ရတယ်ကောင်းတဲ့ဘက်ကပေါ့နော်မကောင်းတဲ့အရာတွေတော့ sharing လုပ်တာမျိုးတော့မရှိဘူးအဲ့လိုမျိုးနဲ့ပဲဒီ bartending life ကို leak လုပ်ချင်တယ်ပေါ့လက်တလောမှာဆိုရင်တော့ ဟုတ်ကဲ့ဗျာ world class winner ဖြစ်တာတော့ဒါတော့လာအောင်ပါပေါ့လေကိုယ့်ဘက်ကဒီအဲ့ဒါလည်း competition တစ်ခုပြိုင်ပြီဆိုလို့ရှိရင်အရန် mental strong ဖြစ်မှရတယ်เนาะအဲ့ဒါ strong ဖြစ်မှရတယ်ဆိုတော့ဟိုပထမပြောခဲ့တော့တယ် ပြင် ပေါ့ ဆင်ရတာပေါ့ ဟိုဟာ negative vice ပေးတဲ့လူရှိတယ် positive vice ပေးတဲ့လူရှိတယ်အဲ့ဒီအထဲမှာမှကိုကဘယ်လိုဟာကိုနားထောင်ပြီးတော့ကိုကို improve လုပ်မလဲဆိုတဲ့အရာကိုခံနိုင်မှုအတွက် mental အရင်ဆုံး strong ဖြစ်မှရမှာပေါ့เนาะအဲ့ဒီအပိုင်းကျတော့ဘာတနာတိုင်းရဲ့အိမ်မက်လို့တော့ပြောလို့ရတာပေါ့เนาะ ဟုတ် world class bartender ဖြစ်ဖို့ကတော့အရေးကြီးတယ်ပြီးတော့ world class bar တစ်ခုခုမှာအလုပ်လုပ်ချင်တာပေါ့လေအဲ့လောက်တော့ခက်မှန်းထားတယ်ပေါ့ ဟုတ်ကဲ့ပါကိုစစ်တွေနောက်ဆုံးမေကွန်းတစ်ခုပေါ့နော်ဒီမေကွန်းကကြတော့ဒီ bartender live တဲ့ဝင်မဲ့ပေါ့နော်လူတွေအတွက်ဆိုရင်ကိုစစ်သူအနေနဲ့ဘယ်လို message မျိုးပေါ့နော်ထိထိရောက်နဲ့ message တစ်ခုပေါ့နော်ဘယ်လိုမျိုးပေးချင်လဲအဲ့ဒီဟာဘာဖြစ်မလဲပေါ့နော် bartender live တဲ့ကိုအခုဝင်မဲ့လို့ဆိုဟုတ်ပြီပထမဆုံးချက်တော့ကိုလုံးမဲ့အလုပ်ကိုဟိုပေါ့သဘောကျရမယ်ကွာဘာအကြောင်းကြောင့်နဲ့မှဟုတ်ပြီ bartender ဆိုတာလူတိုင်းသိတယ် late night ထိလောက်ရမယ်အဲ့တန်နေခံနိုင်ရမယ်ပြီးတော့လူမျိုးစုံနဲ့တွေ့ရမယ်ပြီးတော့ hygiene တွေပါတယ်လေအရန် strong ဖြစ်ဖို့လိုတယ် background ကလေဘာလို့ဆိုတော့အမောင်ထဲမှာလောက်ရမယ်မျက်စိအားကောင်းရမယ်အဲ့ဒီအရာတွေလိုတယ်ပြီး personality ရလဲ strong ဖြစ်နေဖို့လိုတယ်လူပေါင်းစုံနဲ့တွေ့ရမယ်အမှုသမားတွေ့ရမယ် main ကလေးတွေဘာစကားပေါက်ကြပြောတဲ့လူတွေနဲ့တွေ့ရမယ်အဲ့လိုလူမျိုးတွေနဲ့ပေါင်းသင်းဆက်ဆံပြီးတော့အဲ့များသောအားဖြင့်ဘာမှမကောင်းလို့မပြောဘူး50-50ကောင်းတဲ့လူတွေအများကြီးရှိတယ်မကောင်းတဲ့လူတွေအများကြီးလည်းလာတယ်အဲ့ထဲမှာကိုယ်အတွေးတွေမမှားဘူးကိုယ့်ရဲ့ခံယူထားတဲ့ခံယူချက်တွေမမှားဘူးလို့ကိုဘာကိုသွားချင်တာလဲအဲ့လိုဟာမျိုး beginner အတွက်ပြောချင်တယ်ဆိုရင်အလုပ်လျှောက်တဲ့အခါမျိုးမှာလဲကျွန်တော်ဆိုအလုပ်လျှောက်လို့ရှိရင်တွေးတဲ့နေရာတိုင်းကိုလိုက်မလျှောက်ဘူးအရင်ဆုံး overall လေးလာကြည့်လိုက်တယ်ဒီရဲ့ဘာ busy တာမ busy တာကိုပြောတာမဟုတ်သူ operation ဘယ်လိုသွားလဲသူ့မှာကိုလိုချင်တဲ့အချက်တွေဘယ်လိုရှိလဲအဲ့ဘာမှာတချို့ဟုတ်ပြီကျွန်တော်ဟိုပူးပါမှာလုံမလားမင်းမလုံဘူးမကောင်းလို့ပြောတာမဟုတ်ပထမအချက်နေပူတယ်ပူးပါမှာလုံတဲ့လူတွေက relaxing ဖြစ်ဖို့အတွက်လာတာဒီလိုမျိုး drink ကိုသူတို့က enjoy ဖို့အတွက်လာတာမဟုတ်ဘူးများသောအားဖြင့်ဆိုတော့ကိုယ့် skill အဲ့လောက်ထိရောက်မလာဘူးပူးပါမကောင်းလို့ပြောတာမဟုတ်ဘူးဒီမှာပူးပါနေရာမှာလုတ်ပြီးတော့ကောင်းနိုင်အများကြီးရှိတယ်ကျွန်တော်ရဲ့ opinion ကိုပဲပြောတာကျွန်တော်လုံမလားဆိုမလုပ်ဘူးအကောင်းဆုံးမသိမလားဟုတ်ပြီကိုယ်ဘယ်လို support ပေးနိုင်လဲ facility ကဘယ်လိုရှိမလဲအဲ့လိုနေရာတွေမှာလုပ်လို့ရှိရင်အနည်းဆုံးတော့ကိုယ်လည်း learning ဖြစ်တယ်ကိုယ့်အတွက်လည်း growing ဖြစ်တယ်အရင်လောက်တုံးကဆိုလို့ရှိရင်ဘာတနာတော်များများသိပါတယ် rotavet machine ဆိုတာစိုင်တိုင်းမှာမရှိဘူးနေရာတိုင်းမှာမရှိဘူးဈေးလည်းအရင်ကြီးတယ်အဲ့လိုအရာမျိုးနဲ့ထိတွေ့ပြီးလုပ်ခဲ့တော့အနည်းဆုံးကိုသိရတယ်တဲ့မှာကိုယ်နိုင်ငံပြန်သွားရင်လည်းအဲ့လိုမျိုးရှာလို့ရအောင်